ကိုက Taurus ဖြစ်တာနဲ့ Taurus တွေရဲ့စိတ်နေစိတ်ထားတွေကအတူတူပဲလို့ထင်နေတော့လား What ဒါဆိုလို့ရှိရင်အမနည်းပြောပြစရာရှိပါတယ် Taurus ရာသီကွန်လေးတွေရဲ့ Taurus ခတ်အကြောင်းလေးကိုအမလာပြောပြပေးပါမယ်သိတဲ့သူဆိုလို့ရှိရင်သိပါတယ်မသိသေးတဲ့လူတွေအတွက်အမလာပြောပြပေးပါမယ်ဒီ April 21ကနေပြီးတော့မှ May 21အဲ့ဒီကြားကလာမွေးဖွားတဲ့သူလေးတွေက Taurus ရာသီဘွားလေးတွေဖြစ်ပါတယ်အဲ့ဒီ Taurus ရာသီဘွားထဲမှာအပိုင်း3ပိုင်းခွဲခြားထားပါတယ်အဲ့ဒီအပိုင်း3ပိုင်းခွဲခြားသွားတာနဲ့အမတို့ရဲ့စိတ်နေစိတ်ထားလေးတွေပြောလို့ရှိရင် character လေးတွေကနည်းနည်းစီကွဲသွားကြပါတယ်ကိုက Taurus ရာသီဘွားလေးတော့ဖြစ်တယ်ဒါပေမဲ့အပိုင်း3ပိုင်းထဲမှာကိုကဘယ်အပိုင်းထဲမှာပါလဲလို့သိချင်ကြတယ်ဟုတ်ဒါဆိုလို့ရှိရင်တော့အမဗီဒီယိုကိုအဆုံးထိကြည့်တော့နော် April 16ကနေပြီးတော့ April 22 Aries Taurus ခပ်လေးတွေပါသူတို့က Casport Power အစွမ်းထက်တဲ့နယ်နိမိတ်ဘွားလေးဖြစ်ပါ character တွေအနေနဲ့ကတော့ Aries လေးတွေရဲ့ရဲရင်နာဥဆောင်နိုင်တာ Taurus လေးတွေရဲ့တည်ငြိမ်တဲ့လက်တွေ့ကြတယ်အဲ့ဒီဇယိုက်နှစ်ခုကိုပေါင်းစပ်ထားတာဖြစ်ပါတယ်ထူးခြားတဲ့အချက်ကတော့ဩဇာအာဏာရှိတဲ့ခေါင်းဆောင်ကောင်းတွေဖြစ်တတ်ပါတယ်။အောင်မြင်ခြင်းနဲ့စိတ်ရှိသလိုအဲ့ဒီအောင်မြင်မှုကိုလည်းထိန်းသိမ်းထားနိုင်တဲ့သူတွေဖြစ်ပါတယ်။အားနည်းချက်အနေကတော့အရန်ကိုခေါင်းမှာတက်ပြီးတော့မှသူတို့ဘာရဲ့အကြံဉာဏ်ကိုလက်ခံဖို့ခဲရင်တတ်ပါတယ်။အပိုင်းနှစ် April 23ကနေပြီးတော့မှ May 16အဲ့ဒီကြားကလာမွေးဖွားတဲ့သူလေးတွေက Taurus စစ်ကြီးတွေဖြစ်ပါတယ်။အားကိုးရတယ်ဂတိတည်တယ်စိတ်ကူးရင်မဆန်ပဲနဲ့လက်တွေ့ကြတယ်အလှပမှတ်တယ်ခေါင်းမာတယ်ပြောင်းလဲမှုတွေကိုမကြိုက်တတ်ကြပါဘူးအဲ့ဒါလေးကတော့ဒီ Taurus ရာသီဘွားလေးတွေရဲ့ဇယိုက်ကလေးတွေဖြစ်ပါတယ် Taurus ရဲ့ character တွေအများကြီးကိုသိချင်တယ်ဆိုလို့ရှိရင်တော့အမရဲ့ဗီဒီယိုရှိပါတယ်အမရဲ့ဒီအကောင့်ထဲမှာဝင်ကြည့်သွားလို့ရပါတယ်နော်နံပါတ်3May 19ကနေပြီးတော့ May 23အဲ့ကာလာမွေးတဲ့သူလေးတွေက Taurus Gemini ခပ်လေးတွေဖြစ်ပါတယ်သူတို့ကို Casport Energy စွမ်းရည်အကူပြောင်းနယ်နိမိတ်ဘွားလေးလို့လည်းခေါ်ပါတယ်သူတို့ရဲ့ character လေးတွေက Taurus ရဲ့လက်တွေ့ဆန်မှုနဲ့ Gemini ရဲ့အပြောကောင်းတာတွေဖြက်လက်တာတွေအဲ့ဒီ character နှစ်မျိုးကိုပေါင်းစပ်ထားပါတယ်ထူးခြားတဲ့အချက်ကတော့လူမှုရေးမှာကျွမ်းကျင်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့သူလေးတွေဖြစ်ပါတယ်လူပညာစိတ်ရှိသလိုအပြောအဆိုလည်းလိမ္မာပန်းနဲ့ကြတဲ့သူလေးဖြစ်ပါတယ်ဒီ Gemini ရဲ့ဒီ character လေးဖြစ်တဲ့အလွန်အကျွံပေါ့နော်စကားတွေပြောမိတတ်လို့သူတစ်ပါးရဲ့လှည့်ဝက်ချက်လေးတွေကိုကိုကမယူရွယ်ပဲနဲ့ဖွင့်ထုတ်ပြီးတော့မှပြောမိတတ်ကြပါတယ် Taurus လေးတွေရဲ့တသေးစစားလောက်တတ်တဲ့အကျင့် Gemini ရဲ့မရေမရာမသိမချတဲ့အကျင့်အဲ့ဒီနှစ်ခုပေါင်းစပ်ထားတာဖြစ်လို့တစ်ခါတလေကြလို့ရှိရင်ဝေခွဲမရပဲတွေ့ဝေနေတတ်ပါတယ်ဒီနေ့အမှပြပြပေးတော့ Taurus ရာသီဝါလေးတွေရဲ့ Taurus ခပ်လေးတွေအကြောင်းဖြစ်ပါတယ်နောက်ရာသီဝင်လေးတွေရဲ့ခပ်အကြောင်းလေးတွေကိုသိချင်သေးရဆိုလို့ရှိရင်တော့အမကို like and share follow လေးလုပ်တော့မမေ့နဲ့နော်